ဟာတာတခုပြပြမယ်ဒီကာလမှာကျွန်တော်တို့သားမီးအပြင်ထွက်တာနေပါတယ်တငယ်ချင်းတွေမိတ်ဆွေတွေနဲ့တွေ့တာနေပါတယ်အိမ်မှာပဲများသောအားဖြင့်သားမီးညောက်ညကျွန်တော်တပည့်လေးနဲ့အဲ့လိုနေတာပဲများသွားတယ်တော့ဘာဖြစ်လဲဆိုတော့အာနာနာနဲ့ပဲပြောမှာကျွန်တော်ကလူကြီးလဲလူကြီးရောကျွန်တော်အမေဟာconcert နဲ့ concert တော့အဲ့ဝင်ကြီးကျွန်တော်လည်း46ထဲမှာဆိုတော့ဘာဖြစ်လဲဆိုကျွန်တော်ကကြုံတော့တိတ်မထိန်မဲနဲ့လေဤပေါက်တယ်ပေါ့အဲ့ကကြဘာဖြစ်လဲဆိုတမင်းစားနေနဲ့ပေါက်တာအဲ့တော့ခုလည်းကျွန်တော်ကားမှာရောက်တယ်ကျွန်တော်အမေအောင်မှအားစားသွားလို့ပြန်အားစားခမ်းမှာတော့ကြောက်ပါတယ်အဲ့ကောဒီမှာစစ်တီမကဝဲလာတယ်ထမင်းကျော်လေးစားနေတယ်ထမင်းကျော်လေးစားလိုက်အီးလေးပေါက်လိုက်နေဆိုတော့တတိယတာဟာတာအတက်ကြီးတာမရတော့ဘူးငယ်တော့လို့တိတ်ဘယ်လိုပြောငယ်တော့မထိန်နိုင်တော့ဘူးပဲပြောရမှာရှိတာပဲအဲ့ငယ်တော့လူကြီးတွေတိတ်နာမလဲလူကြီးရလူရှိသူရှိလည်းတိတ်မထိန်ဘူးပေါ့ဘယ်ဟုတ်မလဲကိုလည်းမထိန်နိုင်ဘူးဟုတ်တယ်ကသူမြင်းနဲ့တွေ့ကျင်တယ်ဆိုရောမကြီးရယ်ကလေးညရယ်ကျွန်တော်သားမညရယ်9ယောက်တော့ပြောစားကြတော့ကြတယ်စပြီစကားပြောနေမပေးလေးတစ်ချက်ဆောင်းနေပြီးတော့ဘူးဆိုဤပေါက်တယ်လေကျွန်တော်ကတီးလိုက်ကြာလိုက်မကြီးနဲ့ကလေးကမြင်းချင်းဆိုင်မှာဆိုမကြောက်နဲ့တူပါတယ်တော်သေးရပေါ့ခုလည်းကျွန်တော်အမင်းဆက်ထားပြီးတော့ဤပေါက်လိုက်ပါအောင်မယ်